အဖွားနာမည်တော့လာတင်ခေါ်တယ်အဖွားက80ခွင့်ရပြီဒီထောင်ကြီးမှနေတယ်သမီးမှလည်းနေတယ်သမီးအိမ်မှနေတယ်သမီးအပြင်မနေတယ်သမီးကိုခိုးမနေတယ်အဖွားယောက်ျားမရှိတော့ဘူးလေမရှိတော့ကသမီးမှပဲနေတယ်ဖွားကငလျင်ထုတ်တယ်ကကျောင်းမှာစီလာဆောင်ဆွမ်းနေတဲ့အခါမှာပြုတ်ရှားလို့ငလျင်ထုတ်လို့ပြုတ်ရှားလို့ခေါင်းလဲပေါ်ရတယ်ခေါင်းပေါ်လို့အိမ်မှာလဲကဒီလိုခါကမနေရဘူးအိမ်မှာလည်းမနေရလို့ဟိုသမီးတော့အိမ်မှာနေရတယ်အဖွားအိမ်ကတော့ထိတ်ကားလည်းပြုတ်ရှားတယ်နေရတော့ထိတ်ကားလည်းပြုတ်ရှားနောက်ပြန်လည်းအကုန်ကျွေးကြတယ်နေရစိတ်ရတဲ့အိမ်မပြေရမပြေနေရလို့အရာရောမရှိစားရရောမရှိနေရဒုက္ခရောတယ်ကျင်းကျုံလေးနေရအစလာကပစံလေးရတယ်ဒီဆောင်မိဖို့ချောင်းမှာဆုံးပစ္စည်းလေးရတယ်ခုပုံမေးလေးရတယ်ခုနောက်ပစုံလွယ်လေးရတယ်ရတယ်ဆေးလေးထိုးလိုက်တဲ့ဟောကတခြားလည်းမဆုံးရဘူးဆေးထိုးကြောင်းလို့ရထူလိုက်တီလာကောလို့ရှိအောင်အဲ့ဒါတီလာရှင်ပြေးဆေးထိုးရတယ်သမီးလေးသားမမတောင်းရဘူးလေလာထူတဲ့ပိစံတွေပဲထိုးတဲ့ဆေးရသုံးဝဲလေးဆွတ်တဲ့ဆေးနေဆေးဆိုရင်အဆုံးအဖွားဆုံးတဲ့ဥစ္စာတွေပါတယ်ကကျေးဇူးတင်နေတယ်ကျေးဇူးတင်နေအမားတို့ကိုဆုံးတယ်လေအခုအိမ်မလေးဆုံးတယ်ခုသမင်းအကုန်ဆုံးတယ်အပူမတရားဘူးလေအိမ်ဆောင်ရဲဆိုတာအကုန်ဆုံးတယ်ကျေးဇူးတင်တယ်လာထူပြီးလို့နော်အဖွားလဲကစိတ်ချမ်းသာတယ်ဆိုအဆူရှင်မလာဘူးလို့ရှင်အောင်ဆူရှင်တယ်လာကောက်တယ်ဆေးထိုးတယ်ဆိုတော့သမီးလည်းထူသမီးနဲ့ထူပြီးပစံကောင်းမလာလေသမီးထီပြီးခွာအဆူရှင်လာကအဖွားလို့အဖွားထီရကျေးဇူးတင်တယ်